ကိုဆုံးချိန်မှာစကားလေးတွေတီးပြီးတာပြောမဝအောင်ဖြစ်ရသည်မေမျက်နှာကြည့်ပြီးချွမ်းွယ်တဲ့ဘဝမှာအလုံးကိုမေးလိုက်ပြီရင်မပြောဆုံးမချီတာရလိုက်မောသည်မေအဲ့လောက်တော့ချင်ရသည်အိမ်ပြန်လာပြီးဆိုတွေ့ခဲ့တာတွေကိုစဉ်းစားကပြုံးရသည်နောက်ဆက်နေသူမြဲဆွေလန်းတဲ့မျက်နှာတဲ့မှာဆိုမို့သည်လေးလေးသူကြောင့်တွေ့ကရေကိုစားချင်များပြီးမောင်ရဲ့အဲ့ဒါလောက်တောင်ချင်ရသည်အိမ်ဆက်တဲ့ချိန်လေးမထဲတီအောင်ယုံလေးနဲ့လဲလာပြန်ပြီအိမ်မရတော့ပါဘူးချင်ယူလေးတို့လားရှင်ခုန်တဲ့အောင်မြန်ကုန်ပြီမောင်မပြေခင်မှာပဲအစောကြီးပြင်ပြီးတော့ကြောင်းသွားခြင်းလုံးလာသည်စိတ်တွေးခြင်းမောင်ပြုံးနှလုံးသားတဲ့အေးစရာစင်ကလေးမှာအားရှိသည်ပြောစရာစိတ်ကူးထဲမှာလေးလေးတကယ်ယူသွားပြီးမောင်ရဲ့အဲ့ဒါလောက်တောင်ချင်ရသည်အိမ်ဆက်တဲ့ချိန်လေးအိမ်မထဲတီအောင်ယုံလေးနဲ့လဲလာပြန်ပြီအိမ်မရတော့ပါဘူးချစ်ယူလေးတော့လားရင်ခုန်တဲ့တော့ပြန်ကုန်ပြီသူကိုဆုံးချိန်မှာစကားလေးတွေတီးတာပြောမဝအောင်ဖြစ်ရသည်မေမျက်နှာကြည့်ပြီးချွမ်းွယ်ဘဝမှာအလုံးကိုမေးလိုက်ပြီပြောဆုံးမချီတာရလိုက်လို့ဒီမေးအဲ့ဒါတော့ချင်ရသည်ရှင်မပြောဆုံးကြည့်တာရလိုက်မောဒီမောင်ရဲ့အဲ့ဒါလောက်တောင်ချင်ရသည်ရှင်မပြောဆုံးကြည့်တာရလိုက်မောဒီ